နာမည်ကြီးစထရီမာတွေဖြစ်တဲ့ Shine Lee, ZZ, Bland, Ace, D, Chipa Tuta ဒီကောင်တွေကိုကျွန်တော်လောင်းကစားမှုနဲ့တရားစွဲပါတော့မယ်ဒီဗီဒီယိုကိုခလေးရှိရဲ့မိဘတွေတေချာလေးကြည့်ပေးနော်ခင်ဗျားတို့ရဲ့သားသမီးတွေကိုဒီနာမည်ကြီးစထရီမာတွေကဘလို့ဖြတ်စည်းနေလဲဆိုတော့ကျွန်တော်တေချာလေးရှင်းပြပေးမယ်နော်ဒီတော့ကျွန်တော်ပြောညာဒီဗီဒီယိုတွေကနည်းနည်းရှည်လိမ့်မယ်ဗျဘာကြောင့်လဲဆိုတော့ဒီဗီဒီယိုကိုကျွန်တော်လှုပ်ချင်နေတာတော်တော်ကြာပြီကျွန်တော်အခုလိုစကားပြောတဲ့ဗီဒီယိုတွေလှုပ်နေတဲ့အကြောင်းရင်းကလည်းဒီကောင်တွေကိုဒီလိုလှုပ်ချင်လို့ကျွန်တော်တမင်ကလှုပ်နေတာကျွန်တော်လူတွေရဲ့အတန်းရှင်းကိုရလာတဲ့ခါကျရင်ဒီကောင်တွေဒီလိုနှိပ်ကုတ်ချင်လို့ကျွန်တော်တမင်ကဒီလိုဗီဒီယိုလှုပ်နေခြင်းဖြစ်တယ်ဒီကောင်တွေအခုကြော်ညာနေတဲ့ 1H bet ဆိုတာလေဒီ battery လှုပ်တဲ့ site ပေါ့ဗျာဒီကောင်တွေကတော့အရင်ကတော့စော့ပြတယ်အခုနောက်ပိုင်းတော့တိတ်မစော့ပြတော့ဘူးအခုနောက်ပိုင်းဒီကောင်တွေကဘယ်လိုလုပ်နေလဲဆိုMLBB ပွဲတွေပတ်ကြီးပွဲတွေကိုဒီကောင်တွေကလောင်းမှုအတွက် promote လုပ်ပေးနေတယ်ပြီးဒီကောင်တွေကုန်းတစ်ပတ်တွေချပေးတယ်အဲ့ဒါတွေကကြားဖြန့်တစ်မျိုးပဲဗျ 1H bet ဆိုတာတရားဝင် website မဟုတ်တော့ဘူးเนาะအဲ့ဒါကိုလုံးဝမှတ်ထားပါ 1H bet ကတရားဝင် website လုံးဝမဟုတ်တော့ပါဘူးနိုင်ငံတကာမှာတော်တော်လေးကိုဘန်ထားပါပြီဘာကြောင့်လဲဆိုတော့ပတ်စံတွေပြန်မရောတဲ့ပြဿနာနဲ့ဘန်ထားတာပါဒီလိုတရားမဝင်လောင်းကစားတွေကိုတရားမဝင်လုပ်ထားတဲ့နိုင်ငံမှာဒီကောင်တွေကတရားဝင်လုပ်ပြနေတာဘာကြောင့်လဲဘယ်သူမှပြောမဲ့လူလည်းမရှိဘူးဗျာကျွန်တော်ပြောတာအရင်ကတော့ဟုတ်ပြီ streamer ပေါက်စားပေါ့အောင်ကတော့ဒီကောင်တွေကဒီလိုမှမယူရင် monetization မရလို့ငတ်ပါတော့မယ်ဆိုပြီးတော့ဒီကောင်တွေယူခဲ့တာထားလိုက်တော့အခုအချိန်မှာဒီကောင်တွေချမ်းသာနေပြီဗျာကျွန်တော်ပြောတာဒီကောင်တွေဘာကြောင့်ဒီဟာတွေကိုဆက်ယူနေသေးရလဲဆိုတော့ဒီကောင်တွေအဲ့ရတဲ့ပတ်စံကိုအရင်မှတ်တယ်သိလားဒီကောင်တွေ monetization ရတဲ့ပတ်စံဆိုတာနည်းနည်းလေးဗျာဘာမှရတာမဟုတ်ဘူးဒီကောင်တွေအထူးကဝင်income အဲ့လောင်းကစားတွေစီကနေရတာပြီးတော့အခုနောက်ပိုင်း MLBB မှာဆိုလက်ရှိ ZZ တို့ Bland တို့ Ace တို့ D တို့ဒီကောင်တွေကိုကြည့်လိုက်ရင်ဒီကောင်တွေ live stream တွေတွားကြည့်လိုက်အများလောင်းကစားနဲ့ပတ်သက်တာအများနဲ့ပြောနေတာနော် tip တွေပေးရတာနဲ့ဘလို့လောင်းရမှာဘလို့လောက်ရမှာပြောနေတာဗျာကျွန်တော်ပြောပြမယ်လောင်းကစားတွေအလုံးလုံးပုံအားလုံးကျွန်တော်တေချာလေးပြောပြမယ်တေချာလေးနားထောင်ပြီကျွန်တော်တို့ဒီမှာ Premier League လို့ Serie A လို့တောင်မှဒီလိုလုပ်ပွဲတွေဆိုတာရှိတယ်ဗျာဒီလိုလက်နဲ့ချောင်းနဲ့ဆော့တဲ့ဒီတရုတ်ကထုတ်ထားတဲ့ application တွေကဒီလိုလုပ်ပွဲတွေမရှိဘူးဆိုတာခင်ဗျားတို့ယုံလားဟိုတလောကလေနိုင်ငံတကာမှာသွားပြိုင်တဲ့ mobile legend ပွဲမှာမှတ်မိလားကျွန်တော်မြန်မာအသင်းကဂျန်ဂလာကပေါက်ကြရတွေလောက်တာလေအဲ့အရာတွေကလေဒါတာမန်ကိစ္စတွေလို့ခင်ဗျားတို့မြင်လားအနောက်မှာ betting ကိစ္စတွေ betting website တွေဒီလောင်းကစားကိစ္စတွေအများကြီးပါတယ်နော် mobile legend အသင်းမှာလေလုပ်ပွဲကစားဖို့အတွက်ကအသင်းသားအကုန်လုံးကိုလက်ထိုးစရာမလိုဘူးဗျာသိလားအဲ့ဂျန်ဂလာတယောက်လက်ထိုးလိုက်ရုံနဲ့အဲ့အသင်းကပြတ်ပြီလုံးဝ 1H bet မှာဒီ mobile legend လို့ e-sport တွေပဲခင်ဗျားတို့စော့လို့ရတယ်လို့ထင်လားသူတို့စီမှာလည်းအကုန်လုံးရှိတယ်ဗျာ slot တွေကျွဲ game ဘာgame ညာ game အကုန်ရှိတယ်သူတို့ကဒီ MLBB တို့ patch တို့ဆိုတာ for show ပဲဒီလူငယ်တွေကိုဒီ application ကိုလာသုံးအောင်လို့ဆွဲဆောင်နေတာအဲ့ဒါခင်ဗျားတို့ကန်ကောင်းပြီးတော့ဒီ MLBB ပွဲတွေမှာနိုင်ခဲ့တယ်ဆိုရင်တော့သူတို့အဲ့ slot တွေမှာပြန်ကုန်အောင်လုပ်ပြီးသားနော်ဘယ်ကောင်းမှလည်းစိတ်ကငါတော့ဒီ MLB တမျိုးပဲလောင်းမှာဆိုတာဘယ်သူမှမရှိဘူးပြီးအချိန်တန်ရင်အမှ slot တော့စော့ကြတဲ့ကောင်တွေကြီးပဲအဲ့လိုမျိုးတွေစော့ရင်ဒီ streamer ဆိုတဲ့ကောင်တွေကဒီကောင်တွေ percentage ရတယ်ဗျာဒီကောင်တွေချပြီးတဲ့ကုတ်နံပါတ်နဲ့အကောက်ဖွင့်ထားတဲ့လူတွေကပတ်စံဘလောက်တုံးဒီကောင်တွေ percentage ရတာအခုငါမင်းတို့အားလုံးနာမည်ပြောသွားတယ်နော် Shine Lee, Chipa Tuta, ZZ, Bland, Ace, D မင်းတို့ဒါမင်းတို့ပဲရှိသေးတယ်ကြံတဲ့ကောင်တွေလည်းကြံသေးတယ်ကနောက်ဗီဒီယိုတွေမှာထပ်ပြောမင်းတို့ငါအချိန်တစ်ပတ်ပေးမယ်ဒီအဲ့တပတ်ပြည့်လို့မင်းတို့နောက်ပြီးတော့အဲ့ betting website တွေကိုထပ်ကြော်ညာသေးရဲဆိုရင်ငါကိုယ်တိုင်မင်းတို့နေတဲ့မြို့နယ်မှာအမှုတော့ဖွင့်မယ်မင်းတို့လောင်းကစားမှုနဲ့ငါကိုယ်တိုင်ထောင်ထဲထည့်မယ်ဒါနာမင်းတို့ငါနောက်ဆုံးစကားပြောထားတာမင်းတို့လှုပ်လို့လူငယ်တွေဘယ်တော့ပျက်စီးနေပြီလဲဆိုတော့မင်းတို့သိလားမင်းတို့လှုပ်ရက်တွေမှန်တယ်ထင်တယ်ဆိုမင်းတို့သားသမီးတွေကို slot game တွေစော့ခိုင်းအခုတော့ပဲလူငယ်တဲ့မဟုတ်ဘူးရရင်မဟုတ်ဝယ်မစားတော့ဘူးဗျဘာလုပ်နေလဲဆို slot game ထဲမှာပတ်စံသွားထည့်ပြီးစော့နေကြတာအဲ့ MLBB လောင်းလိုက်ပတ်ကြီးလောင်းလိုက်ဟောနိုင်တဲ့ပတ်စံလေးကို slot ပြန်စော့လိုက်ကုန်သွားလိုက်အဲ့လိုပဲအတန်နေရလဲနေကြတာလူငယ်တွေကဒီမှာစီးပွားရေးတွေကကောင်းနေတာမဟုတ်ဘူးပါသိလားမိဘတွေကဒီမှာကုန်းယုံပြီးရှာနေရတာမင်းတို့ကသူတို့သားသမီးတွေစီကနေပြီးတော့တစ်စစ်မင်းတို့ကပတ်စံညွှန်သွားပြီးတော့ဟိုဂျင်းထိတ်ယူနေကြတာမင်းတို့ကောင်တွေပြီးငါတခါတည်းပြောထားမယ်ငါ့မနာလို့ပြောတာလို့အတန်းရှင်းရှာတာလို့ပြောတဲ့ကောင်တွေကိုငါစကားကုန်တခါတည်းပြောထားမယ်မနာလို့စရာဘာစောက်ကြောင်းမှလည်းမရှိဘူးဒီကောင်တွေအနေထားနဲ့ငါအနေထားအကွာကြီးနော်ဒီကောင်တွေပတ်စံဆိုတာမနေ့တနေ့ကမှကင်မှုတာငါတို့ငယ်ငယ်လေးတဲ့ပတ်စံကိုကင်ခဲ့တဲ့ကောင်တွေနော်ပြီးတော့နောက်အတန်းရှင်းရှာတယ်လို့ပြောမဲ့ဆိုရင်လည်းတခါတည်းပြောထားမယ်အတန်းရှင်းရတော့ဟုတ်တယ်ရှာတယ်နော်အတန်းရှင်းဘာကြောင့်ရှာလဲဆိုတော့ဒီလိုကောင်တွေငါနှိပ်ကုတ်ချင်လို့ငါမင်းတို့စီအတန်းရှင်းကိုရှာနေတာမင်းတို့စီအတန်းရှင်းကိုရလို့လဲငါပတ်စံမရဘူးငါ monetization လည်းငါမလျှောက်ထားဘူးဒီ Ace တို့ D တို့နော် Shine လေးတို့ Chipa Tuta တို့ ZZ တို့ဆိုတာငါကိုယ်တိုင်အရင်ကအားပေးခဲ့တဲ့ကောင်တွေကွာသိလား Ace တို့ D တို့ဆိုတာ fair competitor တွေဝိုင်းဆင်းနေတဲ့အချိန်ကငါကိုယ်တိုင်ကာကွယ်ပြီးပြောခဲ့ပေးတာသိလားနော်မင်းတို့ဒီကောင်တွေ respect ခုထားရမယ်ဒီကောင်တွေ M2 မှာဘယ်လိုလုပ်ပြတာဆိုတော့ငါအဲ့လိုမျိုးအားပေးခဲ့တဲ့ကောင်ဒါပေမဲ့ဒီကောင်တွေဒီလိုလောင်းကစားကို promote လုပ်နေတာတော့ငါလုံးဝလက်မခံနိုင်ဘူးပြီးကာပြောပေးမဲ့ကောင်တွေနော်ဒီကောင်တွေကငါတို့အတင်းဆော့ခိုင်းနေလို့လားဒီကောင်တွေသူတို့ကကြော်ညာတာမင်းတို့အုံတော့မရှိမစော့နဲ့လေဘာညာလို့ပြောမဲ့ကောင်တွေငါပြောပြမယ်မင်းတို့အမေအရှိမငါဩကားလာခွင့်မယ်နော်မင်းတို့အမေ feed တက်မလားမတက်ဘူးလားမစင်စားကြည့်သဘောတရားချင်းအတူတူပဲဟဲ့သိလားအရှိမလုံးပြနေဆိုတော့မင်းတို့အဲ့လို feed တက်လာအောင်မင်းတို့အဲ့လိုစော့ရင်စိတ်တွေပေါ်လာအောင်ဒီကောင်တွေလုံးပြနေတာအဲ့တော့ဒီဗီဒီယိုကဒါ1နေပေးတဲ့ဗီဒီယိုဖြစ်တယ်တပတ်နေလို့မှမင်းတို့ဒီဟာတွေကိုဆက်လုပ်နေသေးရဆိုရင်ငါကိုယ်တိုင်မင်းတို့နေတဲ့မျိုးနယ်မှာအမှုလာဖွင့်မယ်ပြီးတော့ဒီဗီဒီယို extreme မှာဆိုတဲ့ကောင်တွေကိုတွားပြလိုက်ပါတော့ကြဗီဒီယိုမတွေ့လို့